မင်္ဂလာပါရှင်ကိုစီတီတစေမြို့တော်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီချန်နယ်ကနေပရိသတ်များအတွက်၆ချားဝဲရပရလောကဇလန်းကောင်းတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာမြူကိုအလင်ကန်ရဲ့ထူးဆန်းသောရသေးကြီးနဲ့မော်မီအိမ်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာပါဇလန်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်ုပ်နဲ့တာဝဆရာတပည့်နှစ်ယောက်အမဲပြစ်ဖို့အတွက်ရိုးမတောအတွင်းကိုထွက်ခဲ့ကြတယ်ရွာနီးချုပ်ဆက်မှာတောတောင်တွေရှားလာပြီမို့တောအတွင်းညအိတ်ညက်နေအမဲပြစ်ဖို့ရိတ်ခါကိုစီလွယ်ပြီးတော့တောနှစ်ယောက်ခီးဆက်လာကြတယ်ရိတ်ခါဆိုပြီးတော့စံကိုအတိကတဲလာခြင်းပဲစားနဲ့မြုပ်သီးကြောက်တချို့သာဟင်းချက်ဖို့ပါလာတယ်တောတောင်တွင်မှာဝါးကြည်တောင်နဲ့ထမင်းချက်ပြီးတော့ဟင်းအတွက်သားကောင်ငယ်တွေပြစ်ခတ်ပြီးမိခင်စားကြမယ်လို့စိတ်ကူးထားတယ်တဏီကုံခီးဆက်ပြီးညနေဆောင်တော့တေဝါခုတ်သူတွေတဲခိုကြတဲ့တဲတလုံးမှာတညအိပ်ပြီးနောက်နေ့မှခီးဆက်ဖို့စီစဉ်လိုက်တယ်။တာဝထမင်းချက်ဖို့ပြင်နေတဲ့ချိန်ကျွန်ုပ်ကဟင်းစားလေးရလိုရညာတဲအနီးပတ်ဝန်းကျင်တောတွင်းကိုထွက်လာခဲ့တယ်။နွေကန်လာမို့လို့ရေခမ်းချောင်းနေတဲ့တောင်ကျချောင်းလေးအတိုင်းလာတော့တောင်ဖို့တကောင်တွေ့လိုက်ရတယ်။တောင်ဖို့ကြီးကပကြက်မေဖုမေစကားအတိုင်းရုတ်တရက်လူကိုတွေ့တော့ကြောင်ငေးစွာနဲ့ကျွန်ုပ်ကိုကြည့်နေတဲ့ချိန်ခေါင်းကိုပြစ်ခတ်လိုက်တော့တယ်။သုံးပိတ်သားခန့်ရှိမဲ့ဖို့ကြီးကိုအကောင်လိုက်မီးမြတ်ပြီးခြေသေးလက်သေးဖြက်ဥအသေးခေါင်းတွေဖြက်ပြီးတော့မိခင်မှုပြင်လိုက်တယ်။နနွန်းအသေးပင်တွေ့တာကြောင့်ဥတိုးယူပြီးတော့နနွန်းတက်ကိုရေစေးထုထောင်းပြီးတော့ဖုတ်သားမှာစားနဲ့ရောတုပ်ပြီးတော့မိခင်နေ။တာဝထမင်းကိုဝဘိုးဝါကြည်တောင်နဲ့ချက်ပြီးတော့ကြက်တော့မြုပ်သီးကြောင်၄-၅တောင်ကိုမိခင်ပြီးတော့ဝါကြည်တောင်မှာထည့်ထောင်းတယ်။ကျွန်ုပ်တို့နှစ်ယောက်ကဖုတ်သားကင်မြုပ်သီးစားထောင်းနဲ့စံသုံးဘူးချက်ထမင်းကုန်အောင်စားလိုက်ကြတယ်။ဖုတ်သားကင်ကိုလည်းနေဘူးညစာမချမ်းမအကုန်စားလိုက်တယ်။စားကောင်းလိုက်တာကိုကြီးဖို့တရားဖုတ်သားအတော်ရတာရှိဒီကောင်တွေကရေထဲမှာလေးနေနိုင်နေတော့အဲ့ဒါရေဖို့တွေတာဝဲ၄-၅-၈ပိတ်သားတိရေဖို့ကောင်ကြီးရှိတယ်ဒါကကုန်းဖို့သိပ်ပြီးမကြီးဘူး၃-၄ပိတ်သားအများဆုံးအကြီးဆုံးပဲဟုတ်လားကိုကြီးဖုတ်ဦးကအတော်ရတာရှိရဲ့ဆိုညှိတဲ့တာဝဲကောင်းတာတော့အတော်ကောင်းတယ်ဖုတ်ကိုတချို့ကမစားကြအောင်ဖုံးကန်နေတယ်လို့အယူရှိကြတယ်ဒါနဲ့ကျွန်တော်တို့တွေအခုတစ်ခေါက်ဘယ်နေရာအမဲပြစ်သွားဖို့စိတ်ကူးထားလဲတောတွေပါလာတော့သားကောင်တွေနေထိုင်ကြက်စားတာရှားလာပြီကွဒီတစ်ခေါက်မီးလောင်ကုန်းဘက်ကိုသွားမယ်လို့တွေးထားတယ်အဲ့ဒီဘက်မှာအရင်ကရွာတည်ဘူးတာပြက်သွားဘူးလေဆိုကာလာဝမ်းရောဂါဝင်တော့လူတွေလည်းအတော်သေးကြတယ်ကြားဘူးလေအဲ့ဒါတွေကကြားပါပြီကွာကျွန်ုပ်တို့ကလေးအရွယ်လောက်ကပါဘာလဲမင်းကကြောက်နေလို့လားနည်းနည်းတော့လန့်တာဗောဗျမီးလောင်ကုန်းကိုသွားမယ်ဆိုတော့တာဝါကကြောက်နေတယ်မီးလောင်ကုန်းနဲ့မြဟိုးရခင်ကရွာဟောင်းတစ်ခုတီးခဲ့ဘူးလေကာလာဝမ်းရောဂါကြောင့်လူအသေးပြောက်များပြီးတော့ရွာပြစ်သွားတာနေ့တော်ကြာပြီ။တာဝစိတ်ထင်နေဟန်တူတယ်။ပရလောကသားတွေနဲ့ရင်ဆိုင်တွေ့မှာကိုကြောက်လန့်နေဟန်ရှိတယ်။တဲမှာတညအိပ်ပြီးနောက်တစ်နေ့မနက်စောစောခီးဆက်ကြရင်နေ့လယ်ပိုင်းအချိန်မှာတော့မီးလောင်ကုန်းရောက်ခဲ့ကြတယ်။တစ်ပင်တွေကြီးမားပြီးတော့အရိပ်မိုးနေလို့အောက်ချီခြုံတွေရှင်းလင်းနေတဲ့မီးလောင်ကုန်းနေမြေတောအတွင်းကျွန်ုပ်တို့ဆရာတပည့်တရွေ့ရွေ့ဝင်ခဲ့ကြတယ်။ရွာတီးတဲ့နေရာဘယ်နေရာလို့တော့မသိဘူး။တစ်ပင်တပင်အောက်မှာမီးမွေးပြီးတော့တာဝထမင်းချက်ဖို့ပြင်နေတောင်ကြီးမှာရေစိမ့်ထွက်နေတဲ့စမ်းရီအိုင်တအိုင်တွေ့တော့ချက်ပြုတ်ဖို့အဆင်ပြေသွားတယ်ကျွန်ုပ်ကဟင်းစားအတွက်သားကောင်ရှာဖို့ထွက်လာတယ်တောတနေရာအရောက်မှာဝက်အော်တန်တွေကြားလို့ကျွန်ုပ်ခြေတန်းလုံးလုံးနင်းပြီးချင်းကပ်လာတယ်တောဝက်တော်ကတောင်ဆောင်တနေရာမှာတွေ့လိုက်လို့တနက်ကိုမောင်းချိတ်တင်ပြီးပြစ်ခတ်မဲ့ကောင်ကိုရွေးချယ်လိုက်တယ်ဝက်မဝက်ထီအကောင်တွေကအသားစားမကောင်ဝက်ပြူအသားစုပြီးတော့စားကောင်လို့လေးပိတ်သာခန့်ဝက်ပြူတကောင်ပြစ်ခတ်ဖို့ကျွန်ုပ်ရွေးချယ်လိုက်တယ်။ကျွန်ုပ်တနက်ပြစ်ခတ်တန်ကျေလောင်စွာထွက်ပေါ်လာတာနဲ့အတူတောဝက်အုပ်ကခြေဦးတရာကိုလန့်ဖြန့်ပြီးအော်ဟစ်ပြေးကြတယ်။ကျွန်ုပ်ပြစ်လိုက်တဲ့ဝက်ကမြေကြီးပေါ်မှာတုံးလုံးလဲနေအောင်တွေ့လို့တောဝက်ကောက်ဖို့ကျွန်ုပ်တောဝက်ကြတဲ့နေရာကိုသွားလိုက်တယ်။ဟင်ဘလို့ဖြစ်တာလဲ။ကျွန်ုပ်တောဝက်အနီးကိုရောက်တဲ့ချိန်တောဝက်ကရုတ်တရက်ထပြေးလို့အံ့ဩပြီးတော့နောက်တစ်ချက်ပြေးနေတဲ့ဝက်ကိုလှမ်းပစ်လိုက်တယ်။တောဝက်ကနောက်တစ်ချိန်လဲသွားပြီးတော့ကျွန်ုပ်ကောက်ဖို့သွားတဲ့အချိန်ကျတော့ထပြေးပြန်ရောကျွန်ုပ်ပုံမှန်မဟုတ်တဲ့အချိန်ကိုရိတ်စားမိသွားတယ်။တောဝက်ကိုအပမီတောစီးထားတာကြောင့်တောဝက်ကထပြေးခြင်းဖြစ်မယ်။မဟုတ်ရင်တော့ပထမတစ်ချက်တည်းကတောဝက်ကလဲနေရမှာ။ကျွန်ုပ်တောစီးနေတဲ့ဝက်နောက်ကိုမလိုက်တော့ဘဲနဲ့လာလန်းအတိုင်းပြန်လှည့်လာတယ်။တာဝထမင်းချက်တဲ့နေရာကိုရောက်တော့တာဝထမင်းချက်ပြီးဖြူတကောင်ကင်တန်ထိုးပြီးတော့မိခင်နေရာကိုတွေ့ရတယ်။တနက်တန်ကြားလို့သားကောင်ရပြီးမှတ်တာလွှဲမာလာကိုကြီးကလက်ပလာနဲ့ပြန်လာရတယ်လို့အေးကွာချက်ကောင်းမထိလိုက်ဘူး
ဖြူတွေကဘလို့ရရလဲအစမ်းပါလားဟုတ်တယ်ကိုကြီးကခုနဒီနာထမင်းချက်ပြီးတော့ရှောက်ကြည့်တော့ဖြူရင်းအစ်စ်တူးနေတာတွေ့တယ်ကန်ကောင်းလို့ရလိုက်တာပါသူ့နဲ့ပြစ်တာမခံလိုက်ရဘူးလားဖြူကောင်တွေကအန္တရာယ်များတယ်ကွာသူ့နားကိုကက်တဲ့ရန်သူစူးခါပြီးတော့ပြစ်တတ်တယ်ကြားရီကိုတော့မကြောက်ကြဘူးပြစ်သေးတယ်ဗျကန်ကောင်းလို့မထီတာထမင်းစားရအောင်ကိုကြီးစားလာပြီအေးစားတော့ပြီးတော့ခဏတစ်ဖြုတ်နေမှသခန်းချမဲ့နေရရွေးကြတာပေါ့ကွာကျွန်ုပ်ကတာဝကြောက်မှဆိုလို့တောဝက်အပမီတဲ့အကြောင်းမပြောဘဲထိန်ချန်ထားတယ်ဖြူကတစ်မြစ်တစ်ဖူတွေကိုစားတော့တဲ့အကောင်မလို့သေးဘက်ဝင်တယ်လို့စားကောင်းလာတယ်ကျွန်ုပ်တို့စားတော့ပြီးခဏတစ်ဖြုတ်နားကြရင်သခန်းချမဲ့နေရရှာကြတယ်တောင်ကုန်းထိပ်မြေသားပြန့်ပြူးတဲ့နေရာကိုတွေ့တော့ဝါခုတ်ပြီးတော့ယာယီတဲတလုံးအမြန်ဆောက်တယ်တာလဘက်ဆယူလာလို့အမိုးအတွက်ပူစရာမလိုတဲအတွင်းမြေပြင်မှာဝါးကိုနှစ်ချမ်းခွဲပြီးတော့လူအိတ်ဖို့အတွက်စီစဉ်ထားတယ်ကျွန်ုပ်တို့တဲဆောက်ပြီးတဲ့ချိန်ညနေဆောင်သွားပြီတာဝထမင်းချက်ဖို့ပြင်ဆင်နေချိန်ကျွန်ုပ်ကထင်းကြောက်တွေလိုက်ရှာတယ်ညာကြီးညတာအတွက်မိတညလုံးမှွေးထားရမယ်တောတရိတ်ဆန်တွေကမိရောင်ကိုကြောက်လန့်ကြတဲ့အတွက်မိမွေးထားခြင်းကပြီးကင်းနေရှင်ငပေါ်တကောင်အပင်ပေါ်မှာလှမ်းတွေ့တော့တာဝကိုခေါ်ပြီးလေးခွားနဲ့ပြစ်ခိုင်းတော့ရလာတာကြောင့်ညစာအတွက်အဆင်ပြေသွားတယ်ညနေဆောင်အေးလာလို့ရေတောင်မချိုးပြစ်ကြတော့ကျွန်ုပ်ကမနှက်ပြင်မှာအမဲပြစ်မယ်လို့စိတ်ကူးထားတယ်ညစာတော့ရှင်ငပေါ်သားနဲ့စားတောက်ပြီးတဲ့ချိန်အလင်းပြောင်လို့အမောင်တို့ကိုရောက်လာတော့တယ်ကျွန်ုပ်ကဝါးချီအောင်နဲ့ရှင်နှွေးကြိုပြီးမိဘအနီးမှာစကားတပြောပြောနဲ့ရှင်နှွေးချမ်းတောက်ရင်ကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်ရှိနေကြတယ်အဲ့ဒီချိန်မှာကြီးအုပ်လိုက်ကလန့်ပြန့်អော်ကြတယ်ကိုကြီးပြိုနေရဗျဘာတွေလက်နေရလဲမသိဘူးတောကြောင်နေဘာတွေလက်နာနေမှာပေါ့တာဝရဲ့ကြောချမ်းတယ်လို့ခံစားရတယ်ကိုကြီးကကြံဖန်ကြောက်မနေပါနဲ့ကွာကျွန်ုပ်နဲ့တာဝစကားပြောတဲ့အချိန်ကြီးကန်းတုပ်ကဘယ်ရောင်လက်ဖြတ်နေမဆိုနိုင်တောတနေရာနေတတော်လုံးစူညောင်အော်ဟစ်နေတာကိုကြားလိုက်ရတယ်ရိုးတဲရှင်တို့ဘယ်သူလဲမသိဘူးကိုကြီးတိတ်နေတာဝစကားတော့မပြောနဲ့ကျွန်ုပ်ပြောလိုက်မယ်လူတယောက်တဲပြင်ကနေလှမ်းអော်နေတယ်ကျွန်ုပ်လူရမရတနက်ကိုကြည်ဖြည့်ပြီးတော့တာဝကိုစကားမပြောဖို့တတိပေးထားတယ်အခုချိန်တောအတွင်းလူတွေ့ရခြင်းကမယုံကြည်နိုင်ဖွယ်ပဲတတိထားနေမှာတော်ယုံကြမယ်လက်နှိပ်တမီနဲ့တဲပြင်အတန်ကြားတဲ့နေရာကိုမိထုံးကြည့်လိုက်တော့အယောင်စင်းလွင့်ပြီးမူလအယောင်တော်မှန်းဆလို့မရတဲ့အဝတ်စားတွေကိုဝတ်ထားတဲ့အသက်40အရွယ်ပိန်ပိန်လူတယောက်ကိုတွေ့ရတယ်သပင်တွေကတကောင်းလုံးဖြူပြီးပြူးကြောင်ကြောင်မျက်ဝန်းတွေနဲ့တဲပြင်မှာရက်နေတယ်တောထဲဝါးခုတ်ရင်းနဲ့အဖော်တွေနဲ့ကွဲပြီးတော့လမ်းပြောက်သွားလို့ပါမိရောင်တွေလို့လာလိုက်ရင်မိတ်ဆွေတို့ကိုတွေ့တာပါအတန်ဖြောဖြောနဲ့အဲ့ဒီလူကတနာစပွဲပြောလာတယ်ခမရဘေးရွာလေဒီအထိဝါလာခုတ်ရအောင်အနီးနားပတ်ဝန်းကျင်မှာရွာမရှိဘူးဟဲ့လူကျွန်တော်ကမီးလောင်ကုန်းရွာသားပါအဲ့ဒီလူစကားကြောင့်ကျွန်ုပ်နဲ့တာဝတန်အံ့ဩတန်များပြိုင်တူထွက်လာတယ်မီးလောင်ကုန်းရွာလို့ရွာမရှိတဲ့နေရာလာတဲ့ဆိုခြင်းအတွက်အံ့ဩသွားတယ်ဟာကိုကြီးဖို့တရေကျွန်ုပ်တို့ကြည့်နေတဲ့အချိန်မှာပဲတဲဘေးမှာရက်နေတဲ့သူကပြောင်းလဲလာတယ်အသားရည်တွေကအပ်လာပြီးအနံ့အသက်တွေထွက်လာပြီးတော့လောက်ကောင်တွေပြုတ်ကျလာတာကိုတွေ့လို့တာဝအလန့်တကြားអော်လိုက်တယ်တာဝလက်နှိပ်ဓမီကန်ပြီးတော့မိထုံးပြကျွန်ုပ်ကကြောက်လန့်နေတဲ့တာဝကိုကျွန်ုပ်လက်ကလက်နှိပ်ဓမီပေးလိုက်ပြီးမကောင်းဆိုးဝါးကိုတနက်နဲ့ထိုးချိန်ထားတယ်မကောင်းဆိုးဝါးကောင်ကခန္ဓာကိုယ်ရိမ့်ပြီးတော့ရှေ့ကိုတိုးလာတယ်ကျွန်ုပ်ကမကောင်းဆိုးဝါးရဲ့နှစ်ဖူးကိုချိန်ရွယ်ပြီးပြစ်လိုက်တော့ခေါင်းကခန္ဓာကိုယ်ကနေပြုတ်ပြီးနောက်ကိုလွန့်ထွက်ပြီးတော့မချိမဆန့်အော်တန်ထွက်ပေါ်လာတယ်မကောင်းဆိုးဝါးတန်တဝါပါခေါင်းပြက်ကိုလိုက်ရှာတယ်မင်းတို့လုံးဝမကြည့်နဲ့ဘူးတောင်းကမိဘုံကထင်းချောင်းနေနဲ့ပြစ်မကောင်းဆိုးဝါးပြက်နေတဲ့ခေါင်းကိုလေပင်မှာပြန်တက်ပြီးတော့ကျွန်ုပ်တို့ထံပြန်လာနေတယ်မိဘွားတွေကမကောင်းဆိုးဝါးရဲ့ရင်ဘတ်ကိုထိမှန်သွားတော့မချိမဆန့်အော်ပြီးတော့တောအတွင်းအမှောင်တို့တွင်ကိုဝင်ပြေးသွားတော့တယ်ဟာကြုံလိုက်ရတဲ့အဖြစ်တွေကလည်းသွေးပြက်စရာတွေပါလားအခုညတော့အိတ်မပြောမှကျိန်းသေးပြီတာဝရေမကောင်းဆိုးဝါးထပ်မလာတော့ပါဘူးတညလုံးမအိပ်ဖဲနေတော့မှလားသွေးပြက်နေပြီကိုကြီးရေအိပ်ပျော်နိုင်မယ်မထင်တော့ဘူးကျွန်ုပ်ကတော့အိပ်တော်မယ်တာဝရေအရေးကြောင်းတစ်ခုခုဆိုကျွန်ုပ်ကိုနှိုးပေါ့တယောက်တည်းထိုင်နေရမှာလားဗျခဏတစ်ဖြုတ်မအိပ်ဖဲနေပါအောင်လားတာဝကျွန်ုပ်အနီးတိုးကပ်ပြီးတော့ငိုတန်းနဲ့ပြောတယ်ကျွန်ုပ်ကဝါးချမ်းပေါ်လှဲချပြီးကြောခင်းလိုက်တယ်ဒီနေရာနေမြေကျန်းတော့နောက်တညအိပ်ဖို့တာဝကိုပြောလို့ရမယ်မထင်တော့ဘူးတာဝမိဘုံကိုထင်းထည့်နေတယ်မျက်လုံးတွေကကြီးကန်းတောင်မောက်အမောင်တွင်းကြည့်နေတယ်ကျွန်ုပ်အိပ်ရပေါ်လှဲချပြီးခဏကြာတော့အိပ်ပျော်သွားတော့တယ်ကိုကြီးအမြန်ထပါအောင်ဗျဘာလို့လဲတာဝအိတ်ကောင်းနေရအောင်ကွာမင်းကြောက်တိုင်းကျွန်ုပ်လာနှိုးနေရလားမဟုတ်ဘူးကိုကြီး
မီးရောင်တွေစကားပြောတန်တွေနဲ့လာနေတန်တွေကြားရတယ်။ဟေးကျွန်ုပ်သားဝပြောတဲ့စကားကြောင့်မျက်လုံးပြူးကျဲသွားတယ်။ကျွန်ုပ်တနက်ကိုကင်ပြီးအမှောင်တွင်းကိုလှမ်းကြည့်လိုက်တော့သင်မီးတုပ်တွေကတောအတွင်းကနေကျွန်ုပ်တို့ရှိရာကိုရွေရှားလာနေတယ်လို့စကားပြောတန်တွေလည်းကြားနေရတယ်။မကြခင်လူတစုဟာကျွန်ုပ်တို့တဲနီကိုရောက်လာကြတယ်။ယောက်ျား3 ယောက်ဖြစ်ပြီးတော့မီးတုပ်ကိုစီကင်ပြီးတဲနာကိုရောက်တော့ရက်လိုက်ကြတယ်။ဓားလန်လက်နက်တွေလည်းကင်ဆွဲထားတယ်။မုတ်ဆိုးတွေထင်တယ်။တနက်တန်တွေကြားလို့လိုက်လာကြတာ။မကောင်းဆိုးဝါးနဲ့ကြုံလိုက်ရလို့ပါ။ဒါနဲ့မိတ်ဆွေတို့ကဘယ်ရက်ကလဲ။လူသားတွေရောဟုတ်လို့လား။ကျုပ်တို့ကဆက်တမြောင်ရွာသားတွေပါ။တောထဲမှာလွှဆွဲဖို့ရောက်နေတာတစ်ပတ်လောက်ရှိပြီ။3 ယောက်တရာတစ်ယောက်နဲ့ကျွန်ုပ်စကားပြောနေတယ်။တာဝါအဲ့ဒီ3 ယောက်မှာပထမတစ်ယောက်လိုမကောင်းဆိုးဝါးထင်ပြီးတုံလုံးနေရန်ရှိတယ်။ကျွန်ုပ်ကဆက်တမြောင်ရွာကိုသိတယ်လို့အဲ့ဒီလူတွေကလည်းလူအစ်စ်တွေဖြစ်နိုင်ကြောင်းသုံးသပ်လိုက်မိတယ်။ညကြီးညတာအချိန်မို့တောထဲမှာတွေ့တဲ့သူတွေကိုစိတ်ကသတိတော်ကတ်ထားမိတယ်။ကျွန်တော်တို့ညကြီးမင်းရောက်လာတာအကူအညီတောင်းစရာရှိလို့ပါ။ကျွန်တော်တို့လူတယောက်စကန်းကိုအချိန်မီရောက်မလာလို့လိုက်ရှာရင်တနက်တန်ကြားလို့မုတ်ဆိုးတွေဖြစ်နိုင်တယ်။အကူအညီတောင်းမယ်စိတ်ကူးနဲ့ရောက်လာတာပါ။ညကြီးမင်းဆိုတော့တနက်ပါတော့ပိုကောင်းမယ်လေ။ကျွန်ုပ်ကအကူအညီလာတောင်းသူတွေကြောင့်အခက်တွေ့သွားတယ်။တေးရေးရှင်ကြီးဒုက္ခရောက်နေသူတွေကိုကူညီဖို့တွေးလိုက်တယ်။လာကြပါဦးတဲတဲထိုင်ကြပါဘလို့ဖြစ်လာတာလဲအကြောင်းစုံပြောပြပါဦးလူအစ်စ်သေးကြပြီမို့ကျွန်ုပ်ကအဲ့ဒီသူတွေကိုတဲအတွင်းဖိတ်ခေါ်လိုက်တယ်အဲ့ဒီလူ3 ယောက်ကမီးတုပ်တွေကိုညှိပြီးတော့တဲအတွင်းမီးပုံပေးမှာဝိုင်းပတ်ထိုင်လိုက်တယ်ကျွန်ုပ်နာမည်ကဖိုးတေပါဒါကကျွန်ုပ်ရဲ့ညီတာဝအမဲပြစ်ထွက်လာရင်ဒီတော့ကိုရောက်လာတာဟုတ်ကဲ့ကျွန်တော်ကမိုးသီးပါဒါကဖိုးထုနဲ့စိန်လအခုပြောက်နေတာအောက်နိုင်ဆိုတဲ့တယောက်ကျွန်တော်တို့ကတောထဲတုတ်ကိုင်းထောင်ထားကြတော့ညနေ4 နာရီလောက်အချိန်အောက်နိုင်ကတုတ်ကိုင်းတွေတွားကြည့်မယ်ဆိုပြီးထွက်သွားတာမှောင်တဲ့အထိရောက်မလာလို့စိတ်ပူပြီးတော့ရှာဖို့လိုက်လာကြတာဘလို့ဖြစ်တာလဲတားအောင်နေနဲ့များကြုံရတာလားတားကောင်နေတွေ့တယ်ဆိုရအောင်လေသွေးစသွေးနာလည်းရှာမတွေ့ဘူးဘယ်နေရာရောက်သွားလဲတွေးရခန့်နေရတာဝကညဘက်ကြီးတိတ်လိုက်ခြင်းပုံမရဘူးတယောက်တည်းလဲတောထဲမှာမနေရဲတာကြောင့်လိုက်လာခဲ့တော့တယ်ဒီလူတွေကလူသားအစ်စ်တွေဖြစ်နိုင်ပါမလားကိုကြီးဖို့တီတရေတစီတွေညာခေါ်နေရလားမသိဘူးလူတွေပါတာဝရဲ့တကယ်ဒုက္ခရောက်နေတာပါကူညီကောင်းပါတယ်ပျောက်နေတဲ့လူတယောက်ကိုတောအတွင်းလိုက်ရှာတာညဘက်မပြောနဲ့နေ့ဘက်တောင်မလွယ်ကူနိုင်ပေမဲ့လူသက်တချောင်းရခဲ့တာမို့ညဘက်ဆိုပေမဲ့လည်းလိုက်ရှာနေကြခြင်းဖြစ်တယ်မိုးသီးတို့3 ယောက်ကမီးတုပ်တွေကင်ပြီးတော့ကျွန်ုပ်နဲ့တာဝနှစ်ဖူးစီလက်နှိပ်တံမီတွေတက်ထားကြတယ်ကျွန်ုပ်တို့ကတုတ်ကိုင်းတွေကိုမိုးသီးတို့အဖွဲ့ထောင်ခဲ့တဲ့နေရာကိုသွားပြီးတော့ပြန်ရှာတယ်သူတို့အဖွဲ့ရှာပြီးသားဖြစ်ပေမဲ့လည်းနောက်တစ်ခေါက်ပြန်ရှာကြည့်တယ်ကျွန်ုပ်တို့လူစုတောအတွင်းတရွေ့ရွေ့သွားနေကြတယ်ညအချိန်ဖြစ်လို့ပျောက်သူရဲ့နာမည်ကိုအော်ခေါ်လို့မရတာခက်နေတယ်မကောင်းဆိုးဝါးနာနာဘဝတွေကအယောင်ဆောင်ထူးတက်တယ်လို့တင်းခွေချက်တွေကလည်းလိုက်ထူးတက်တာကြောင့်ပဲတဖြည်းဖြည်းတောအတွင်းသွားနေရင်တောင်ကုန်းလေးတစ်ခုပေါ်မှာမီးလင်းနေတဲ့တဲလေးကိုတွေ့လိုက်လို့ကျွန်ုပ်တို့အဖွဲ့အံ့အားသင့်စွာနဲ့တဲနီးကိုချင်းကပ်လာတော့ရသေးကြီးတစ်ပါးကိုတဲအတွင်းမှာတွေ့လိုက်ရတယ်ရသေးကြီးကတဲအတွင်းလက်ဆွဲမီးအိမ်တစ်လုံးထုတ်တန်းပေါ်ချိတ်ထားတာကြောင့်မီးလင်းနေတယ်ရသေးကြီးကဂျီနွေးအိုးတစ်လုံးဖိုကနောက်ပေါ်တင်ပြီးတော့အောက်ကမီးပြင်းထိုးပြီးဂျီနွေးကျူနေတယ်တက်တူက60ခန့်ရှိမယ်အရှင်ရသေးလူတယောက်များမတွေ့လိုက်မိဘူးလားတပည့်တော်လိုလူတယောက်ပျောက်သွားလို့ရှာနေကြတာပါရသေးကြီးကကျွန်ုပ်တို့လူစုညနဲ့အချိန်မတော်တွေ့ရပြီမယ်အံ့ဩဟန်မပြောင်းတစ်ချက်ပဲစောင့်ငှဲ့ကြည့်ပြီးဂျီနွေးအိုးကိုမီးဖို့ပေါ်ချပြီးလက်ဖက်ခတ်တောက်နေတယ်တွေ့လိုက်တယ်မင်းတို့အချိန်မီသွားရင်တော့မိလောက်တယ်ရသေးကြီးကကျွန်ုပ်တို့ဘက်ကိုမကြည့်ဘဲနဲ့ပြောလာတယ်ရသေးကြီးစကားကြောင့်အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်ကြောက်နေသူနဲ့ပတ်သက်ပြီးတော့သဲလွန်စားရပြီမို့စိတ်လှုပ်ရှားသွားကြတယ်တပည့်တော်တို့ဝင်ခွင့်ပြုပါရှင်ရသေးကျွန်ုပ်ကဝင်ခွင့်တောင်းရင်တဲအတွင်းဝင်လိုက်တယ်တပည့်တော်တို့လူဘယ်ရက်ကိုထွက်သွားတာလဲရှင်ရသေးလှည့်စားပြီးအခေါ်ခံလိုက်ရတာလို့ပြောရင်မှန်မယ်ဒီကနေအရှိရက်ကိုဆက်သွားရင်ရွာတရွာတွေ့ရလိမ့်မယ်အဲ့ဒီရွာမှာတကားတို့လူရှိလောက်မယ်ဒီလိုတောနဲ့တင်မှာရွာတရွာရှိရင်အံ့ဩစရာပဲအလင်းရောင်မလာခင်အမြန်လိုက်ကြတကားတို့မိုးလင်းသွားရင်တကားတို့လူအသက်အန္တရာယ်ရှိနိုင်တယ်အခုလိုလမ်းညွှန်ပြီးလို့ကျေးဇူးကြီးလာပါတယ်ရှင်ရသေးတပည့်တော်တို့ပါလာလေးတွေလှူခဲ့ပါရစေကျွန်ုပ်ကလက်ဖက်ချောက်ဖျောင်းနိုင်ပါလာလို့ရသေးကြီးကိုလှူဒန်းတော့ရသေးကြီးကလက်ခံယူပြီးစုတိုးတိုးလေးပေးနေတယ်တကားကြည့်ရတာသူတစ်ပါးအသက်ကိုတက်ပြီးတော့အသက်မွေးနေပြီမဲ့သိကောင်းစေတနာရှိပုံပဲရှော့ဒီလက်ဆွဲမီးအိမ်ကိုယူသွားပါမကောင်းဆိုးဝါးနဲ့ကြုံရင်အသုံးကျနိုင်တယ်ကျွန်ုပ်တို့အဖွဲ့က
ရသေးနေထိုင်ရာကျောင်းသင်ခန်းကနေထွက်လာတဲ့အချိန်ရသေးကထုတ်တန်းပေါ်မှာချိတ်ထားတဲ့လက်ဆွဲမီးအိမ်ကိုဖြုတ်ယူပေးတယ်။ကျွန်ုပ်ကလက်ဆွဲမီးအိမ်ကိုသေချာကြည့်ပြီးတော့ရေနံစီထည့်ထွန်ရတဲ့မီးအိမ်တစ်လုံးဖြစ်နေတယ်။မီးအိမ်မှာလှပချုံးမောပြီးတော့လက်ဝိတ္တစာများစီရင်ထားတဲ့လက်သမီးတစ်ယောက်ပုံကိုအနက်ရောင်မှင်နဲ့ရေးဆွဲထားတယ်။ကျွန်ုပ်နားမလည်တဲ့ရှေးဟောင်းပါဠိစာအင်းကွက်တွေကိုလည်းရေးဆွဲထားတယ်။မီးအိမ်ကကျွန်ုပ်လက်ရောက်တာနဲ့မီးငြိမ်းသွားတယ်။ရေနံစီကုမ္ပဏီနဲ့တူတဲ့ရသေးမီးငြိမ်းသွားပြီ။မဟုတ်ဘူးကွ။မီးအိမ်ကို၃ချက်လက်နဲ့ပုတ်ပြီးမီးအိမ်ဆောင်နဲ့သမီးနိုးထပါလောဆိုပြီး၃ချိန်တိတိရိုးရိုးသေးသေးစင့်ခေါ်လိုက်။အဲ့ဒါဆိုရင်သူ့အလိုလိုမီးလင်းလာလိမ့်မယ်။ဟင်အစမ်းတကျဲပါလား။အခက်အခဲကြုံရင်သာနဲ့သမီးကိုပင့်ဖိတ်လိုက်ပါတကားကြီး။ကျွန်ုပ်ကရသေးကြီးပေးလိုက်တဲ့ထူးဆန်းတဲ့မီးအိမ်ကိုယူပြီးတော့တခြားသူတွေနဲ့ခရီးဆက်ခဲ့တယ်။တာဝိုင်းကျွန်ုပ်ကတနက်ကတစ်ဖက်မီးအိမ်ကတစ်ဖက်နဲ့မို့မီးအိမ်ကိုတစ်ချက်ကင်ပေးစမ်းပါ။ဒီမီးအိမ်စုပ်ကြီးကလည်းမီးလဲမလင်းမနဲ့အလေးခံတဲ့လာတယ်။ရှုပ်ကရှုပ်ပြား။နောက်ပြီးရသေးကြီးကပုံမှန်စိတ်ရောဟုတ်ရဲ့လား။ရသေးကြီးပြောစကားတွေနားထောင်ရတာရုပ်တိမတန်တာတွေပါဗျာ။တာဝမင်းကိုမိုးချိုးပြစ်လိမ့်မယ်။သူ့ကြည့်ရတာမင်းပြောသလိုမဟုတ်တော့ပါဘူး။ရှောက်ပြောမနေနဲ့ငရဲကြီးလိမ့်မယ်။မီးအိမ်တစ်လုံးကင်ထားလို့လေမင်းထူးပြီးတော့ပင်မမသွားပါဘူးကွာ။ကျွန်ုပ်တို့လူစုကတဖြည်းဖြည်းနဲ့အရှိတ်အရက်စီကိုရှောက်လာတော့မီးရောင်တွေကိုတောင်ကြားချိုင်ဝမ်းလွင်ပြင်တစ်ခုမှတွေ့လိုက်ရတယ်။ဟိုမှာမီးရောင်တွေရသေးပြောတဲ့နေရာထင်တယ်ကိုဖိုးတီ။ရန်သူမိတ်ဆွေမကွဲပြားဘူး။ဒီတော့ကျွန်ုပ်တို့လူစုတွေအဲ့ဒီနေရာကိုတိတ်တိတ်ဆိတ်ချင်းကပ်ပြီးတော့အချိန်ကြီးစောင့်ကြည့်ကြမယ်။မီးတုပ်တွေကိုမသုံးဘဲနဲ့လက်နှိပ်ဓမီလောက်ပဲသုံးကြမယ်။အသက်မထွက်ဖို့အထူးသတိပြုရမယ်။ကိုမိုးသီးနဲ့သူ့လူတွေကမီးတုပ်တွေကိုငြိမ့်စေပြီးကျွန်ုပ်နဲ့တာဝလက်နှိပ်ဓမီကိုနှစ်ဖူးစီကနေချွတ်လိုက်တယ်။မိုးသီးတို့၃ယောက်ကိုနောက်မှလိုက်စေပြီးလက်နှိပ်ဓမီတက်လက်ပေးပြီးတော့ကျွန်ုပ်နဲ့တာဝရှေ့ကနေအတူရှင်တွဲပြီးတော့တာဝကိုလက်နှိပ်ဓမီကန်ခိုင်းပြီးတော့ရှေ့3-4တောင်ခန့်အကွာမြေပြင်ကိုမီးထွန်းခိုင်းပြီးမီးရောင်ရှိရာကိုရှောက်လာခဲ့တယ်။မီးရောင်မှာတစ်တော်ရှင်းလင်းနေတဲ့မြေကွက်လက်မှာလူတရက်ကျော်တိုင်တွေဝိုင်းပတ်စိုက်ထူပြီးတိုင်ထိပ်ပေါ်မီးလောင်လွယ်တဲ့တစ်စီများတုပ်ထားတဲ့အဝတ်တွေကိုပတ်ထားပြီးတော့မီးရှို့ထားခြင်းဖြစ်တယ်။မီးတုပ်အလေစီးမှာမီးပုံကြီးတစ်ခုကတောက်ပစွာတောက်လောင်နေတယ်။လူတစုကမီးပုံဘေးမှာဝိုင်းပတ်ပြီးခန်းစားကြက်မဲတဲ့မျက်လုံးတွေမျက်နှာသေးတွေနဲ့ရှိနေတယ်။အပေါ်ပိုင်းဗလာကျင်းထားပြီးတော့အောက်ပိုင်းကပစိုးကွက်ကြားကိုဒူးအထိအတူဝစ်ပြီးတစ်သားလှန်ရှည်တွေကင်ပြီးတော့ရက်နေသူတွေကိုမြင်ရတဲ့ချိန်ကျွန်ုပ်ကလက်နှိပ်ဓမီတွေပိတ်ပြီးတော့တခြားသူတွေကိုရက်ခိုင်းပြီးဘာဆက်ဖြစ်မလဲတစ်ပင်အကွယ်ကနေရက်ကြည့်နေတယ်။ကျွန်ုပ်တို့လူစုကမီးပုံပေးကနေလူစုကိုစောင့်ကြည့်နေတဲ့အချိန်9မိနစ်လောက်ကြာသွားတယ်။အဲ့ဒီချိန်မှာကြက်သိန်းထပွဲဦးလိုက်တဲ့ခွေးတကောင်အတန်ကကြောချမ်းပွဲထွက်ပေါ်လာပြီးမရှိမနှောက်မှပဲကျွန်ုပ်တို့မျက်နှာချင်းဆိုင်တဲ့တောအုပ်တွင်းကနေမဲမဲတရံတွေထွက်လာပြီးတော့မီးပုံနာကိုရှောက်လာတယ်။မီးရောင်နီကိုလာတဲ့အခါလူခါးဆောင်ခန့်အမြင့်နွားပေါက်လေးတစ်ကောင်လာခွေးနဲ့ကြီးတစ်ကောင်ပခုံးမှာအခေါင်းတစ်လုံးတင်ပြီးထမ်းလာတဲ့အရက်6ပေကျော်ခန့်တကူလုံးမဲနဲ့နေတဲ့လူထွားကြီးတစ်ယောက်ပြီးတော့ချုံမောလှပတဲ့18နှစ်အရွယ်မိန်းမချောလေးတစ်ယောက်ကြီးမားတဲ့အခါကိုအေးဆေးစွာထမ်းထားတာကိုထောက်ရှုရင်အဲ့ဒီလူထွားကြီးကအင်အားကြီးမားပြီးတော့လူတစ်ယောက်ကိုအလွယ်တကူကင်ပေါက်နိုင်မဲ့သူလို့ကျွန်ုပ်တွေးနေမိတယ်။မိန်းကလေးကမဲနဲ့တဲ့စံကေတာကိုခေါင်းနောက်မှာစုစည်းထားပြီးလှပချုံမောတဲ့မျက်နှာအထင်းသားပေါ်လွင်နေတယ်။ဒါပေမဲ့နှကန်းကိုတင်းတင်းစေးပြီးမျက်နှာထားတီတီစူးရှားတဲ့မျက်လုံးတွေကရက်ဆက်တဲ့အသွင်ရှိနေတယ်။အရက်မောင်းကအတော်မြင့်ပြီးတော့အဲ့ဒီအရက်နဲ့အချိုးအစားကြတဲ့ကိုဟန်ရှိတယ်။အနီရောင်တောက်တောက်အင်ကြီးထမယုံဝစ်စင်ထားတော့သူမဟုတ်ကြည့်ရတာမီးတောက်တွင်ရောက်နေတာနဲ့တူနေတယ်လို့ကျွန်ုပ်စိတ်တွင်ခံစားလိုက်ရတယ်။ခွေးနဲ့ကြီးလူနဲ့ကြီးမိန်းမချောတို့ကမီးပုံထိပ်မှာရက်လိုက်ကြတယ်။လူထွားကြီးကသူ့လက်ထရအခေါင်းတောင်လိုက်ထောင်ပြီးမြေပေါ်ကိုချလိုက်ပြီးတော့လက်တစ်ဖက်နဲ့အခေါင်းကိုမလဲစေဖို့ထိန်းပြီးအခြားလက်တစ်ဖက်ကအခါကိုဖွင့်လိုက်တော့တယ်။ကိုဖိုးတီအဲ့ဒါပြောင်းနေတဲ့အောင်နိုင်မယ်။တို့ကိုမိုးတီသူတို့ဘာဆက်လုံးမလဲအချိန်ကြီးစောင့်ကြည့်မယ်။အခါဖုံးပွင့်သွားတော့အခါအတွင်းလူတစ်ယောက်ရှိနေတယ်။အဲ့ဒီသူကမသေးသေးပဲနဲ့မေ့မျောနေဟန်ရှိတယ်။အခါအတွင်းကလူကိုတွေ့တော့မိုးတီကကျွန်ုပ်နာကပ်လာပြီးပြောင်းနေတဲ့အောင်နိုင်ဖြစ်ကြောင်းပြောလာတယ်။ကျွန်ုပ်ကလှုပ်ရှားဖို့အခြေအနေအခွင့်အရေးမသာသေးလို့ခဏငြိမ်နေဖို့မိုးတီကိုဖြောင်းပြထားတယ်။မိုးတီကလည်းကြံတစ်ယောက်ကိုတိတ်တိတ်နေဖို့ပြောနေတဲ့ချိန်ကျွန်ုပ်ဘာဆက်ဖြစ်မှာကိုသိကြလို့စိတ်ဝင်တစားကြည့်နေမိတယ်။အောင်နိုင်ကမီးပုံပြီးမြေပြင်ပေါ်မှာခွေခွေလေးလဲနေတယ်။မိန်းကလေးစကားပြောတန်ထွက်ပေါ်လာတယ်။ဒီလူကငါတို့နေမျိုးအခွင့်မရဘဲနဲ့ကျူးကျော်ဝင်ရောက်ငါတို့နေမီကတောကောင်တွေပြစ်ခတ်ဖမ်းဆီးုံတင်မကဘူး
ညဉ့်ညမ်းတဲ့စကားကိုဆိုတယ်။အပေါ်လေးစွန့်ကျင်တဲ့နေရာစွန့်နေ။သူ့အပြစ်ကိုဘလို့စီရင်ကြမလဲ။ဘလို့အပြစ်ပေးကြမလဲ။သေတံပဲ။ဒီလူအပြစ်အတွက်မိနဲ့ဖျားကိုရစ်ပူစော်ပြီးသေတံကြခံခိုင်းရမယ်။မိန်းကလေးရဲ့စကားကိုလူထွားကြီးနဲ့တခြားသူတွေကတညီတညွတ်ထဲအောင်နိုင်အောင်သေတံစီရင်ခိုင်းနေကြတယ်။ခွေးနဲ့ကြီးကလည်းဥတန်ပေးပြီးတော့အားပေးထောက်ခံနေတယ်။ကျွန်ုပ်ကအောင်နိုင်အောင်ရက်ဆက်စွာသေတံပေးမယ်ဆိုတာကြောင့်စိတ်အတွင်းထိတ်ခနဲဖြစ်ပြီးဒေါသလည်းဖြစ်သွားတယ်။လူတစ်ယောက်ရဲ့အသက်ကိုကြက်ငှက်လောက်တောင်အရေးမထားဗရေတရေခေဦးရစ်ပူစော်မှုပြုခိုင်းနေကြတဲ့အဲ့ဒီလူစုရဲ့လုပ်ရက်ကိုကျွန်ုပ်လက်မခံနိုင်အောင်။အဲ့ဒါကြောင့်တနက်ကိုအသင့်ပြင်ပြီးပုံးကွယ်နေရာကနေထွက်ပြီးတော့တနက်နဲ့ထိုးချိန်လိုက်တယ်။အားလုံးပဲဒီလူရဲ့အနာကနေထွက်ခွာကြပါ။မဟုတ်ရင်တော့ကျွန်ုပ်ပြစ်ရလိမ့်မယ်။ကျွန်ုပ်ကလေးတန်းမာမာနဲ့ပြောလိုက်တော့အားလုံးရဲ့အကြည့်တွေကကျွန်ုပ်ကိုဝိုင်းကြည့်ကြတယ်။မိမချောကမခိုးမခန့်ပြုံးလိုက်ပြီးသူ့ဘေးကခွေးနှက်ကြီးကိုခေါင်းကိုပုတ်တက်နေတယ်။အပြစ်သားကိုကူညီမှတော့မင်းလည်းအပြစ်သားဖြစ်သွားပြီ။နက်ခေါင်သွားအပြစ်သားရဲ့အသားကိုမျိုးသွေးကိုတောက်လာခဲ့။ကိုကြီးဖို့တွေတတိထားခွေးနှက်ကြီးကသခင်မအမိန့်ရတာနဲ့တပြိုင်နက်ကျွန်ုပ်ထံကိုတရှိန်တို့ပြေးဝင်လာတယ်။ကျွန်ုပ်ကမုတ်ဆိုးဒူးထောက်ထိုင်ချပြီးခွေးနှက်ကြီးကိုပြစ်ဖို့ချိန်ရွယ်လိုက်တဲ့ချိန်တာဝါနဲ့တခြားသူတွေရဲ့စိုးရိမ်တကြီးအော်ဟစ်တန်ကိုကြားလိုက်ရတယ်။ကျွန်ုပ်စိတ်ကိုတည်ငြိမ်အောင်စုစည်းပြီးတော့မန်ဖီပြီးအရှိန်နဲ့ပြေးလာတဲ့ခွေးရဲ့နှစ်ဖူးကိုချိန်ရွယ်ပစ်ချလိုက်တယ်။ခွေးနှက်ကြီးကကျွန်ုပ်ပြစ်ချက်ထိမှန်ပြီးတော့နောက်ကိုလဲကျသွားပြီမဲ့ရုတ်တရက်ခုန်ထပြီးတော့ကျွန်ုပ်အပေါ်ခုန်အုပ်လိုက်တယ်။ကျွန်ုပ်ချင်းထဲချက်ထဲရောက်သွားတယ်။နီးကပ်တဲ့အခြေအနေမှာနောက်တစ်ချက်ပြစ်ခတ်ခြင်းမပြုနိုင်မီခွေးခုန်အုပ်တဲ့ချိန်တနက်ကိုကင်ထားတော့ခွေးရဲ့လက်နှစ်ဖက်ကကျွန်ုပ်တနက်ပေါ်တင်ပြီးကျွန်ုပ်ကိုကိုက်ခဲဖို့ဒေါသတကြီးကြိုးစားနေတယ်။ကြည်စံပေါက်ကနေကျနေတဲ့သွေးတွေကခွေးနဲ့ကြီးမျက်နှာတစ်ခုလုံးဖုံးလွှမ်းပြီးတော့အဆွဲတဖွေးဖွေးရှိနေတဲ့ခွေးနဲ့ကြီးအသွင်ကကြောက်လန့်စရာအသွင်မျိုးရှိနေတယ်။အဲ့ဒီအချိန်မှာမိုးတီးရလှန်နဲ့ဝင်ထိုးတခြားတယောက်ကဓားနဲ့ဝင်ခုတ်တော့ကျွန်ုပ်ကိုမဲနေတဲ့ခွေးဒီဝင်ကြွသွားတော့တယ်။ခွေးရနောက်ကိုလမ်းပြီးသွေးရိုင်ထဲမှာကိုလုံးတစ်ဆက်ဆက်တုံပြီးအသက်ငင်းနေတော့တယ်။ကျွန်ုပ်ကမန်းကနထပြီးမင်းမကျော်တို့လူစုရက်နေတဲ့နေရာကိုကြည့်လိုက်တော့ထူးဆန်းတဲ့မြင်ကွင်းကြောင့်အားလုံးပါစက်အဟောင်းသားဖြစ်သွားတယ်။မီးတွေငိမ့်သွားပြီ။ဟိုလူတွေဘယ်ရောက်ကုန်လဲ။ကိုကြီးဖို့တွေလက်နေတမီသုံးမရတော့ဘူး။ငါလက်နေတမီလည်းမရတော့ဘူး။မီးတို့တွေလည်းခြံထားခဲ့ပြီ။ဘယ်လိုလုပ်ကြမလဲ။ကျွန်ုပ်တို့လူစုခဏမြစုညံပွက်လောရိုက်ကုန်တယ်။မီးပုံကြီးကမီးငိမ့်သွားသလိုစစ်မီးတုပ်လည်းမီးငိမ့်နေတယ်။ကျွန်ုပ်တို့ခွေးနဲ့ကြီးကိုအာယုံရောက်နေတဲ့အချိန်ဘေးချင်းကမီးငိမ့်ပြီးတော့မိမချောနဲ့သူ့လူတွေပျောက်သွားတယ်မဆိုနိုင်ဘူး။ကျွန်ုပ်တို့လက်နေတမီတွေလည်းဘယ်အကြောင်းကြောင့်မှမသိဘူး။နှစ်လက်လုံးမီးမလာတော့သလိုမီးတုပ်တွေလည်းခြံထားခဲ့လို့အမှောင်တွင်းမှာရှိနေကြတယ်။ငါရဲ့ခွေးနှက်ကိုတတ်လိုက်ပြီဆိုတော့နင်တို့အပြစ်ပိုကြီးသွားပြီ။နင်တို့ဒီနေမီကနေအသက်ရှင်လျက်ပြန်ထွက်ဖို့ရောင်လို့တောင်စိတ်မကူးကြနဲ့။မိမကျော်ရဲ့အတန်ကအမှောင်တွင်းအရက်လေးမျက်နှာကနေပြန်လွင့်လာတော့တယ်။ကျွန်ုပ်တို့ဘာဆက်လို့ရမှမသိဖြစ်နေတယ်။မိမကျော်တို့မကောင်းဆိုးဝါးတဆူကကျွန်ုပ်တို့မြင်နေကြဟန်တူပေမဲ့ကျွန်ုပ်တို့လူစုကတော့အမှောင်တွင်းဘာမှမမြင်နိုင်ဘူး။တာဝငါယူခိုင်းတဲ့မိအိမ်ပေးရင်းနစ်နေသူအတွက်ကောက်ရိုးတမြင်လိုသဘောထားပြီးရသေးကြီးပေးလိုက်တဲ့မိအိမ်ကိုစမ်းသုံးကြည့်ဖို့ဆုံးဖြတ်ပြီးတာဝထံအပ်ထားတဲ့မိအိမ်ကိုကျွန်ုပ်လှမ်းတောင်းလိုက်တယ်။တာဝကကျွန်ုပ်အနီးမှာမိအိမ်ကိုလက်တို့ပြီးပေးတယ်။မိအိမ်ဆောင်တဲ့သမီးနိုးထပါ။ကျွန်ုပ်တို့လူစုအလင်းပြန်စောင့်ရှောက်ပါ။ကျွန်ုပ်မိအိမ်ကိုမျက်နှာရှိမှလက်မြောက်ကင်ပြီးတော့တစ်ချိန်တိုင်တီစကားပြောပြီးလက်နဲ့တစ်ချက်ပုတ်နှိုးပြီးတော့သုံးချိန်တိတိအဲ့ဒီအတိုင်းပြုလုပ်လိုက်တယ်။ကျွန်ုပ်ကမီးလင်းလာဖို့မျောလင်းချက်ပပလေးနဲ့မိအိမ်မီးလင်းလာပါစေလို့ဆုတောင်းနေမိတယ်။ဟာငါ့ကိုလာဆွဲနေတယ်လို့အမလေးကျွန်ုပ်မိအိမ်ကိုမီးလင်းလာမလားစိုက်ကြည့်နေတဲ့အချိန်အမှောင်တွင်းရလက်တွေကကျွန်ုပ်လူတွေကိုလာဆွဲနေပြီးကြောက်လန့်တကြားအော်တန်တွေထွက်ပေါ်လာတယ်။အဲ့ဒီအချိန်ကျွန်ုပ်လက်တွင်ကမိအိမ်ကဖြက်ခနဲလင်းလာတော့တယ်။ကျွန်ုပ်မီးရောင်တဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မျက်နှာတွေနဲ့ရှိနေကြတဲ့မိမကျော်တို့လူစုကတာဝနဲ့မိုးသီးတို့လူစုကိုဝိုင်းဖမ်းချုပ်ပြီးဆွဲခေါ်နေကြတယ်။အားလုံးကကြောက်လန့်တကြားအော်ဟစ်နေတဲ့အချိန်မိမကျော်ကကျွန်ုပ်အနီးတိုးကပ်လာတယ်။သူမပုံစံကအခုချိန်မှာမျက်နှာပြောင်ရင်းနဲ့ရှိနေပြီးတော့လက်သေးချွန်ထွက်နေတဲ့လက်နှစ်ဖက်ကိုဆန့်တန်းပြီးတော့ကျွန်ုပ်ထံကိုတိုးလာတယ်။လူထွားကြီးကလည်းမိမကျော်နောက်ကနေတင်းပုတ်တစ်ခုကိုကင်ပြီးတိုးလာတယ်။သူတို့နှစ်ယောက်ကကျွန်ုပ်ကိုအညှိုးထားပြီးတော့ပြစ်မှတ်ထားနေကြတယ်။အဲ့ဒီချိန်မှာကျွန်ုပ်လက်ကမိအိမ်ကတစုံတစ်ယောက်ကစောင့်ဆွဲလိုက်တဲ့လားကောင်းကင်ပေါ်တက်သွားပြီးတော့မျက်စိကျိန်းဆက်သွားတဲ့အထိ
အလင်းတန်းပေါ်လာတယ်။အဲ့ဒီအလင်းတန်းလေစင်နှာမောက်လားစုပ်ဝဲတစ်ခုဖြစ်ပြီးတော့ကျွန်ုပ်တို့လူစုအပေါ်လွှမ်းခြုံသွားပြီးမိမချုံနဲ့မကောင်းဆိုးဝါးတစုကိုအပေါ်ဆွဲတင်နေတယ်။ကျွန်ုပ်ကမျက်နှာကိုလက်နဲ့ကပြီးကျွန်ုပ်လူတွေကိုကြည့်လိုက်တော့ဒီစုပ်ဝဲကကျွန်ုပ်တို့အပေါ်မတင်မဲနဲ့မကောင်းဆိုးဝါးတွေကိုပဲဆွဲတင်နေတာကိုတွေ့လိုက်ရတယ်။ခဏကြာတော့ဒီစုပ်ဝဲကပျောက်ကွယ်သွားတယ်။ကျွန်ုပ်တို့လူစုနေရာမှာစုပြီးတော့ခြေပြင်းလက်ပြထိုင်လိုက်ကြတော့တယ်။မနက်မိုးလင်းတဲ့အထိစောင့်ဆိုင်နေပြီးမိုးလင်းမှပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့ညရစ်ပူစော်နေတဲ့နေရာအနီးသတိလစ်လဲကျနေတဲ့အောင်နိုင်ကိုတွေ့ကြရတယ်။ကျွန်ုပ်တို့ရောက်နေတဲ့နေရာတစ်သားတိုင်တွေရှိနေရကြောင်းအနီးကပ်သွားကြည့်တော့တိုင်မှာဝက်ရုပ်နွားရုပ်တွေထွင်းထုထားတာကြောင့်ချင်းသင်္ချိုင်းဖြစ်မှန်သိလိုက်ရတယ်။ရှေးခေတ်တောင်ပေါ်နေချင်းလူမျိုးတွေကတည်ဆုံးသွားရင်သူတို့နနောက်ဘယ်နှကောင်ပိုင်ဆိုင်ခဲ့ကြောင်းဝက်ဘယ်နှကောင်ပိုင်ဆိုင်ခဲ့ကြောင်းအလောင်းမှတ်တိုင်ပေါ်မှာအယုတ်ရေးထွင်းပြီးတော့ဖော်ပြတတ်ကြတယ်။ကျွန်ုပ်တို့ညရောက်ခဲ့တဲ့နေရာချင်းသင်္ချိုင်းအတွင်းဖြစ်ပြီးအောင်နိုင်ကိုဖမ်းခေါ်သွားတဲ့မကောင်းဆိုးဝါးတွေနဲ့ဘလို့သက်ဆိုင်နေလဲမဆိုနိုင်ဘူး။ကျွန်ုပ်တို့လူစုအသက်ကိုကယ်ခဲ့တဲ့မော်မီးအိမ်ကိုပြန်ရှာကြပြီမဲ့ရှာမတွေ့တဲ့အပြင်မော်မီးအိမ်ကြောင့်တည်တဲ့တူးရဲသောရတိကြီးကိုတော်တွင်ရှာကြပြီမဲ့လေမတွေ့ရဘဲနဲ့ကျောင်းတင်ကန်းရောရတိကြီးပါထူးဆန်းစွာပျောက်ဆုံးနေပြီးဘယ်နေရာမှရှာမတွေ့ပဲရှိနေတော့တယ်။ကျွန်ုပ်ကဗဟေလိဆန်တဲ့အတွေးများစွာနဲ့စဉ်းစားကဝင်နေမိတဲ့အကြောင်းများစွာရှိနေတော့တယ်။ရတိကြီးကမကောင်းဆိုးဝါးအကြောင်းကိုသိနေဟန်ထူးဆန်းတဲ့ရတိတစ်ပါးဖြစ်တဲ့အပြင်မော်မီးအိမ်ကိုလည်းပိုင်ဆိုင်ထားပြန်တယ်။မော်မီးအိမ်အစရှာမရပျောက်ဆုံးသွားတယ်လို့ရတိကြီးပျောက်ဆုံးသွားတဲ့အတွက်ကျွန်ုပ်ကမော်မီးအိမ်ကိုလက်ဝဲကင်ပြီးအသုံးပြုခဲ့ရပြီမဲ့မော်မီးအိမ်အကြောင်းဘာတစ်ခုမှမသိခဲ့ရဘူး။ကျွန်ုပ်ကြုံခဲ့ရတဲ့အခုဇလံကိုတခြားသူတွေကိုပြောပြမယ်ဆိုရင်လေမော်မီးအိမ်နဲ့ရတိကြီးဘလို့ပတ်သက်နေတာကိုတော့ပြောပြနိုင်လိမ့်မယ်မထင်တော့ဘူး။ဇလံလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တာအားလုံးပဲနှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။